free online class မှာကြိုဆိုပါရစေဒီနေ့ဗာတင်မလဲဆိုတော့မျိုးကြီးရဲ့အယူရှင်းဆုံးသောဘဝထဲမှာတီးတဲ့လက်ခတ်ကလေးတင်ပေးမယ်နော်အဲ့ဒါလေးကလည်းရင်းနှီးတယ်ဆိုတော့လွယ်တယ်ဆိုတော့အဲ့ဒါလေးတင်ပေးမယ်ပထမဆုံးက intro ပေါ့ intro တော့မတင်တော့ဘူးနော်လက်ခတ်ပဲတင်ပေးမယ်ဆုံးကြည်စံလို့ရှာတယ်ဒါလေးရှိစရာမနဲ့ချအားပြကြတယ်အလက်ကလေးကနော်လက်ကလေးကပထမဆုံး down down up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  ကျွန်တော်တီးတာကတော့ပထမဆုံးဆက်စချင်း open လေးကို down ကိုတီးလို့ရှိရင်အပေါ်ပိုင်းလေးကိုတစ်ဝက်လောက်ပဲတီးစေချင်တယ်ပိုလှရပါနော်ဒီမှာကျွန်တော်တီးပြပါဒီသားလေးအပေါ်တောင်နည်းနည်းပေါ်ကနေတစ်ဝက်လောက်ကိုလိုလေးဖိတီးလိုက်တယ်ကျွန်တော်ကတော့အက်ကတော့တစ်ဝက်ပဲတီးနော် down အပြည့်တီးအက်ကတစ်ဝက်ပဲဒီတစ်ဝက်ဆိုတော့ဒီအောက်ကနေအောက်ကျောကနေပြီးဒီတစ်ဝက်လောက်ပဲ down down နောက် down တွေကိုတော့အပြည့်တွေပဲတီးပထမဆုံးဟာပဲ down ကိုတစ်ဝက်ပဲတီးတယ်เนาะဒီထဲမှာ down ကတစ်ဝက်ဆက်ဝင်ချင်းမှာ down တစ်ဝက်ပဲပါမယ်เนาะတစ်ဝက် down ပြေးတစ်ဝက် down ပြေးဒီမျိုး down 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 downလေးမှာရောက်တဲ့နေကုန်ဆုံးဒီစံလို့ရှာတယ်နားလေးရှိစရာမနဲ့ချအားပြကြတယ်ဟုတ်ကဲ့နော်အားလုံးအဲ့ဒါလေးလိုက်တီးအဲ့ဒါလေးကလွယ်တယ်ပေါ့နော်တီးလို့လည်းအဆင်ပြေတယ် down up down up ဟုတ်ကဲ့ free online class မှာကြိုဆိုပါရစေ